ရိသတ်များအားလုံးမင်္ဂလာပါရှင်။နာပညာ channel ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ပဲစင်းငုံကင်းတဲ့ကလူတက်မှုဆိုတဲ့စိတ်ဝင်စားပွဲတတိတန်ဝေကရပွဲရဲမှတ်တမ်းမှုကင်းဖြစ်မှန်ဇာတ်လမ်းလေးကိုလည်းနားဆင်အားပေးကြပါအောင်ရှင်။ပဲစင်းငုံကင်းတဲ့ကလူတက်မှုကျွန်တော်အမှုဖွင့်ခြင်းလို့ပါအသက်50နှစ်ဝန်းကျင်ခန့်အရွယ်ရှိအမျိုးသားတဦးရဲ့စကားကြောင့်တာဝန်မှုဒူရဲအုပ်နိုင်တဲ့၎င်းအမျိုးသားကြီးကိုမော့ကြည့်ရင်ခရီးဥကြိုပြုလိုက်တယ်။ထိုင်မောင်းခမဘလို့အမှုဖွင့်ကျင်တာလဲဦးဒီလိုပါကျွန်တော်ရဲ့ဒူဝင်းခိုင်အလုတ်သွားမယ်ဆိုပြီးမနေ့ကမနက်ပိုင်းမှာအိမ်ကထွက်သွားတာညဘက်မှာအိမ်ကိုပြန်ရောက်မလာဘူးကျွန်တော်တို့မိသားစုသူ့ကိုလိုက်ရှာတယ်သူသွားလာတတ်တဲ့အသည့်မိတ်ဆွေတွေစီကိုလည်းရောက်မလာဘူးလို့သိရတယ်အဲ့ဒါနဲ့ဒီကနေ့မနက်မှာသူ့ကိုလိုက်ရှာတော့အမတ်3ရက်ကွက်ကပဲစင်းငုံကင်းထဲမှာသူ့ရဲ့အလောင်းကိုတွေ့ခဲ့ရတယ်။ခေါင်းမှာလည်းဒဏ်ရာတွေနဲ့ပိုးလီ။ဗျာအလောင်းမေပြန်တွေ့ရတယ်ဟုတ်လား။ဒူရဲအုပ်ခိုင်ထဲစိတ်ညစ်သွားတယ်။မှုကင်းကြဆင်းရေးအတွက်မိမိတို့ရဲတပ်ဖွဲ့ဝင်များဘက်ကငင်းညမပြဲစူးစမ်းကရဲလုပ်ငန်းများဆောင်ရွက်ကြသလိုလှည့်ကင်းရက်ကင်းဝက်ကင်းများကိုလည်းအစင်မပြတ်ဆောင်ရွက်နေတဲ့ကြားကလူတက်မှုလိုအမှုကြီးမျိုးမဖြစ်စေချင်တာကတော့အမှန်ပါအခုအလောင်းကဘယ်မှာလဲအဲ့ဒီပဲစင်းငုံခင်းထဲမှာပဲလားဘသူတွေကိုင်းကြီးကြသေးတယ်လဲခြေရလက်ရမပြတ်ပဲရှိစေချင်တယ်အလောင်းကပဲစင်းငုံခင်းထဲမှာပဲရှိပါတယ်ဘသူမှကိုင်းမကြီးကြပါဘူးကျွန်တော်လည်းချက်ချင်းပဲရဲစခန်းကိုလာပြီးတော့အကြောင်းကြားတာပါဘိုးလေးကောင်းပါပြီကျွန်တော်စခန်းမှုကိုချက်ချင်းသတင်းပို့ပြီးစခန်းမှုနဲ့အတူလိုက်ခဲ့ပါမယ်တေဆုံးသူကိုဝင်းခိုင်အသက်36နှစ်နေရက်ကအမှတ်3ရက်ကွက်မုတ်ဆိုးဖို့ဇနီးဆုံးတာတလကျော်ပဲရှိသေးတယ်တသမီ2ယောက်ရှိတယ်ကိုဝင်းခိုင်နဲ့ပတ်သက်လို့ငွေကြေးကိစ္စနဲ့ရန်ညိုးရံပတ်ပြဿနာတစုံတရာမရှိလို့လေစုံစမ်းသိရှိရတယ်စခန်းမှုရဲအုပ်ရဲရင်လို့ကိုဝင်းခိုင်တေဆုံးရခြင်းနဲ့ပတ်သက်လို့တလန်လုံးစဉ်းစားအပြေရှာတယ်ဟိုရှိကပဲစင်းငုံကင်းမယ်ဘူးကြီးအတွင်းပိုင်းထီဝင်လိုက်ရင်တော့ဝင်းခိုင်ရဲ့အလောင်းကိုတွေ့ရပါလိမ့်မယ်စကမ်းမှုရဲရင်လူအတွေးစာပြတ်သွားတယ်ကိုဝင်းခိုင်ရဲ့အလောင်းရှိရာကိုရှောက်လာကြတယ်အလောင်းအနေထားကိုမြင်တွေ့တာနဲ့လူသက်မှုဖြစ်မှန်နားလည်လိုက်တယ်မဲစင်းငုံကင်းကြားထဲမှာကိုဝင်းခိုင်ကဒုနှစ်ဖက်ထောင်အနေထားနဲ့မြေပြင်မှာဦးကောင်းရဲ့နောက်စေးဘက်မှာသွေးထွက်ပေါက်ပြဲဒဏ်ရာ2ချက်ရရှိထားတာကလွဲလို့တခြားပြင်ပဒဏ်ရာရှာမတွေ့ပြီအလောင်းရဲ့အနီးမှာတေဆုံးသူကိုဝင်းခိုင်ရဲ့လွယ်အိတ်တစ်လုံးကိုတွေ့ရပြီးလွယ်အိတ်ထဲမှာလောက်လေးကွာနဲ့လောက်ဆက်လုံးများရှက်အိတ်ကြီးတစ်ထည်အတွင်းခံပေါင်းမီတူတစ်ထည်လက်နှိပ်တံမီတစ်ခုတို့ကိုတွေ့ရှိရတယ်တေဆုံးသူကိုဝင်းခိုင်ရဲ့ဦးလေးဦးမြင့်တန်းရဲ့ပြောပြချက်အရအလောင်းအနီးကတွေ့ရတဲ့လွယ်အိတ်နဲ့လွယ်အိတ်ထိပ်ရှိပစ္စည်းများအားလုံးကကိုဝင်းခိုင်ရဲ့ပစ္စည်းများဖြစ်ကြောင်းသိရတယ်စကမ်းမှုရဲရင်လူအလောင်းနဲ့အနီးတစ်ဝိုက်မှာစစ်စစ်ဆက်ဆက်ကြည့်ရှုစစ်ဆေးရင်အလောင်းအနီးမှာခြေရတချို့ကိုမြင်တွေ့ရတယ်ကိုဝင်းခိုင်ကိုအခင်းဖြစ်ပဲစင်းငုံကင်းအတွင်းမှာပဲအသက်ခံရဖွယ်ရှိကြောင်းယူဆမိတယ်တခြားသောတနေရာမှာတက်ပြီးပဲစင်းငုံကင်းအတွင်းမှာအလောင်းကိုလာရောက်ပြီးစွန့်ပစ်ခြင်းလည်းမဖြစ်နိုင်မိတေဆုံးသူကိုဝင်းခိုင်ရဲ့အလောင်းနေထားကိုကြည့်ရှုရခြင်းအပြင်ကိုဝင်းခိုင်ကိုတစုံတဦးကအနောက်ဘက်ကနေအလေးအငိုက်မှာချက်မြတ်မာကျော်တဲ့အရာဝတ္ထုတစ်ခုခုနဲ့ဦးကောင်းကိုရိုက်နှက်လိုက်ခြင်းဖြစ်နိုင်တယ်ကိုဝင်းခိုင်အဖို့လက်တုပ်ပြန်ခုခံမှုတောင်အချိန်မရပဲအခင်းဖြစ်နေရမှာဒူးထောက်ရဲ့အနေထားနဲ့ရရှိထားတဲ့ဦးကောင်းကဒဏ်ရာကြောင့်တေဆုံးသွားရပွေရှိတယ်လို့ယူဆနိုင်တယ်စကမ်းမှုရဲရင်လူကအခင်းဖြစ်နေရမှာတွေ့ရှိရတဲ့အနေထားအရရက်ကိုစနစ်တကျမှတ်သားပြီးမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းမြေပုံချမ်းရေးဆွဲခြင်းတို့ကိုဆောင်ရွက်ကအလောင်းကိုရဲစေးစာနဲ့စေးရုံကိုပို့စီခဲ့တယ်တေတဲ့လူလည်းတေးပြီးတက်တဲ့လူလည်းခြေရာဖြောက်သွားပြီလူသက်တရာခံကိုဖော်ထုတ်နိုင်မှုကရဲတပ်ဖွဲ့ဝင်များရဲ့အလုပ်မှုပြေးနိုင်တဲ့၍ပြေးပြီးရောဥပဒေရဲ့လက်တံကလွတ်မတယ်လားလို့စိတ်ထဲကရေရွတ်ပြီး၎င်းလူသက်မှုနဲ့ပတ်သက်လို့ရဲစခန်းပ2001ပုံမှန်302အရာအမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါတယ်။တောင်ဆိုတဲ့အတန်ကင်းမှုရဲ့တန်ချောင်းခောက်တန်3ချက်ကြားလိုက်ရမှမနေ့3နာရီထိုးမှစခန်းမှုရဲရင်လူသတိပြုမိတယ်။လူသက်မှုနဲ့ပတ်သက်ပြီးအပြန်အလှန်တွေးတောသုံးသပ်နေရင်အချိန်များကုန်မှမသိကုန်သွားခဲ့မှန်းသိလိုက်ရတယ်။ဘိုးကြီးဘိုးလေးရန်နိုင်ရှင်တို့အဖွဲပြန်ရောက်လာပါပြီ။အမတ်3ရက်ကွက်ကတန်းဝင်းအောင်ကိုလည်းခေါ်လာပါတယ်။ဒ
တာဝန်မှုဒူရဲ့အုပ်ကြီးစိုးကအလေးပြုရင်တရင်ပို့လာတော့ဖလက်စအမှုမှတ်တမ်းကိုအသာချထားပြီးပြောလိုက်တယ်။အေးတန်းဝင်းအောင်ကိုခေါ်လာခဲ့။ဟုတ်ကဲ့ဗိုလ်ကြီး။ခဏအကြာမှာနေထင်းရဲအရာရှိဒူရဲ့အုပ်ရန်နိုင်ရှင်းနဲ့တန်းဝင်းအောင်တို့ရောက်လာကြတယ်။စကမ်းမှုရဲရဲလူကတန်းဝင်းအောင်ကိုစစ်စစ်ကြည့်ရင်ပြောလိုက်တယ်။ကဲထိုင်ကွာတန်းဝင်းအောင်။တန်းဝင်းအောင်ကစကမ်းမှုရဲရဲလူရဲ့ရှေ့ရှိထိုင်ကုန်မှဝင်ထိုင်ရင်ကျွန်တော်ကိုခေါ်ရဆိုလို့လိုက်လာတာပါ။ဘာကိစ္စများရှိလို့လဲခင်ဗျ။အေးဟုတ်တယ်။ငါညီကိုခေါ်ရတာကတော့စစ်စစ်မေးမြန်းစရာရှိလို့ပဲ။ငါညီကိုစစ်စစ်မေးမြန်းခြင်းမပြုခင်ကြိုပြီးတော့ပြောထားမယ်။မကောင်းမှုဒုစရိုက်ဆိုတာငါညီတို့လက်တကမ်းမှာရှိတယ်လို့တရားဥပဒေဆိုတာလေငါညီရဲ့လက်တကမ်းမှာရှိတယ်။အမှန်တရားကိုလက်ကင်ထားတဲ့လူမှန်သမျှဟာယောက်ျားပြီးသားတယ်။ဥပဒေကိုလေးစားတယ်။လုံရဲရင်ခံရဲတယ်။အကိုတို့ရဲတပ်ဖွဲ့ဝင်တွေဟာဥပဒေပေါင်းအတွင်းမှာနေထိုင်သူမှန်သမျှကိုထီးလို့မိုးပြီးအသက်စည်းစိမ်ဥစ္စာမှန်သမျှစောင့်ရှောက်ပြီးဒူးဆိုင်သမားမှန်သမျှကိုတော့မီးလိုလောင်မြိုက်ပြေးရမှာပဲစကမ်းမှုရင်းရင်လူကရှေလျားစွာပြောလိုက်တဲ့စကားကြောင့်တန်းဝင်းအောင်ငိုက်ဆိုင်ကြသွားတယ်ခဏကြာမှခေါင်းကိုမော့ပြီးမဝံမရဲနဲ့ပြောလိုက်တယ်ကျွန်တော်ကိုဗာမေးချင်လို့လေခင်ဗျကိုဝင်းခိုင်အသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးငါညီရဲ့နှုတ်ကပြောမယ်အမှန်စကားကိုပဲသိချင်တယ်ကျွန်တော်ကဘာကိုပြောရမှာလဲကျွန်တော်မှာဘာအပြစ်မှမရှိတာပဲစကမ်းမှုရဲရဲလူကပြုံးလိုက်တဲ့တန်းဝင်းအောင်ကိုကြည့်ပြီးတော့ပြစ်မှုကျူးလွန်ပြီးတဲ့လူတော်တော်များများရဲ့လက်သုံးစကားကကျွန်တော်မှာဘာအပြစ်ရှိလို့လဲတို့ကျွန်တော်ဘာမှမသိပါဘူးလို့ဆိုတာကိုအကိုတို့ရဲတပ်ဖွဲ့ဝင်တွေအတွက်နားရင်နေပြီးငါညီကျွန်တော်ဘာမှမသိလို့မသိဘူးပြောတာပါကျွန်တော်မှပြောစရာအကြောင်းလည်းမရှိပါဘူးအေးကောင်းပြီလေမင်းမပြောစရာမရှိဘူးဆိုရင်အကိုပဲပြောမယ်ကိုဝင်းခိုင်အသက်ခံရတဲ့နေ့ည6နာရီကြော်မှာငါညီဘဲမှာရှိတယ်လေငါညီဘဲတွေကိုသွားသေးတယ်လေဆိုတာပြောနိုင်မလားပြောနိုင်တာပေါ့ကျွန်တော်အလုပ်ကနေအင်ကိုတန်းပြန်နေအိမ်ရောက်တော့ဘဲမှမသွားဘူးအိမ်မှာပဲရှိပါတယ်တေချာရဲ့လားတေချာပါတယ်ငါညီပဲချင်းကုန်ကင်းတဲ့ကိုသွားတယ်လို့ပြောရင်ငါညီညင်းကျင်သလားအရှင်းဆုံးပြောရရင်ကိုဝင်းခိုင်အသက်ခံရတဲ့ပဲစင်းကုန်ကင်းတဲ့ကိုငါညီ2ကြိမ်တိတိရောက်တယ်ကွာစကမ်းမှုရဲရဲလူရဲ့စကားကြောင့်တန်းဝင်းအောင်မျက်နှာတိတိတာတာပြတ်သွားတယ်အမှုပေါင်းများစွာကိုဖော်ထုတ်ခဲ့မှုတဲ့စကမ်းမှုရဲရဲလူအဖို့လူသက်တရခန့်ကိုတိမ့်တိမ့်မွှမွှမေးပြီးအေးစစ်စစ်ဝန်ခံအောင်လုပ်ခဲ့တဲ့အမှုများလည်းမနေတော့ပြီငါညီကဝန်ခံမှုစောသေးတယ်ထင်ရင်အကိုဆက်ပြောမယ်ပထမတစ်ချိန်ငါညီပဲစင်းကုန်ကင်းတဲ့ကိုတယောက်တည်းဝင်သွားတယ်နောက်ပြန်ထွက်လာတယ်နောက်တစ်ချိန်ပြန်ဝင်သွားတယ်ပြန်ထွက်လာတယ်ဒါပေမဲ့မင်းတယောက်တည်းတော့မဟုတ်ဘူးငါညီနဲ့ငါညီရဲ့စကမ်းမှုရဲရဲလူပြောလက်စစကားကိုခိတ္တရက်လိုက်တယ်တန်းဝင်းအောင်ဘလို့ဝန်ခံရမလဲလို့အတိတ်ပဲရတဲ့မျက်လုံးနဲ့ကြည့်တယ်တန်းဝင်းအောင်အဖို့အရှိုက်ကိုအထိုးခံရတယ်တော်ပါတော့ဆရာကျွန်တော်ဆက်မကြားပါရစေနဲ့ကျွန်တော်ရှက်လဲရှက်တယ်စိတ်လဲနာတယ်ဘသူကိုစိတ်နာရမှန်းလဲမသိဘူးအေးလေငါညီကအမှန်ကိုဝန်ခံဖို့ဝင်လေးနေတော့အကိုကလည်းအမှန်တရားကိုရင်ဆိုင်ရဲအောင်ဝန်ခံလာအောင်အခုလိုပြောရတာပါကွာငါညီကပဲဆက်ပြောပါဟုတ်လားဟုတ်ကဲ့ကျွန်တော်ကိုဝင်းခိုင်ကိုတတ်မိပါတယ်ဘာကြောင့်တက်ရရဲဆိုတာမပြောပြရစီနဲ့ဆရာကျွန်တော်တတ်မိတဲ့ပြစ်ဒဏ်အတွက်ကျွန်တော်ထိုက်တဲ့ပြစ်ဒဏ်ကိုခံမမယ်ဆရာငါညီအနေနဲ့မပြောချင်လို့မရဘူးဘာကြောင့်တက်ရရဲဆိုတာပြောဖို့လိုတယ်ကွာဖြစ်ပြီးမှတော့ဘာတတ်နိုင်မှလဲကွာဟုတ်ကဲ့ဆရာကျွန်တော်ပြောပါမယ်တန်းဝင်းအောင်တို့မိသားစုကစုစုပေါင်း4ယောက်ရှိတယ်။တန်းဝင်းအောင်အဖေကဦးတင်အောင်အမေကဒေါ်နွဲ့တန်းဝင်းအောင်ကသားအကြီးဆုံးအငယ်မလေးကမိသင်အိမ်ရဲ့စီးပွားရေးဆိုလို့ဦးတင်အောင်ကတာဝန်ယူပြီးရှာဖွေကျွေးမွေးလာခဲ့တယ်။ဦးတင်အောင်အနေနဲ့အသက်အရွယ်ကလေးရကျမကြီးကလေးကျူချလာတော့အိမ်မှာပဲခွေနေရတယ်။ဦးတင်အောင်ကအလုံးမလုံးနိုင်တော့တန်းဝင်းအောင်ကအလုံးထွက်လုပ်တယ်။အသက်20ကျော်အရွယ်ဆိုပေမဲ့လူကောင်တေးသေးညံ့ညံ့ဖြစ်တဲ့တန်းဝင်းအောင်အဖို့ပညာရေးကြည်ပြန်တော့လေ10တန်းတောင်မအောင်မိလက်သမားနေစားအဖြစ်တရက်400ကျပ်ယူပြီးလက်သမားဆရာကိုစောအောင်ထံမှာအလုတ်ဝင်လုံရင်းနဲ့အိမ်စရိတ်ကိုရှာပေးနေရတယ်။ဒေါ်ရဲကြပြန်တော့လေတက်သက်လုံးဦးတင်အောင်ရှာဖွေကျွေးမွေးတာကိုလက်ဝေခံစားရင်အိမ်မှုကိစ္စကိုသာလုပ်တတ်သူဖြစ်တဲ့ငွေရအောင်တခြားစီးပွားရေးဆိုလို့မေမေရရလုပ်တတ်တာဘာမှမရှိ
ဦးတင်အောင်အလုံးမလုံးနိုင်တဲ့အခါဒေါ်နွဲ့အနေနဲ့အိမ်မှုကိစ္စအပြင်လူမမာလင်းတော်မောင်ကိုပါပြုစုရတဲ့အလုပ်ကပိုလာတဲ့ဒီနေရာမှာပြောစရာရှိတယ်ဦးတင်အောင်ကအသက်60ပြည့်လူအိုမစွမ်းဒေါ်နွဲ့ကအသက်40အရွယ်ငယ်စေအရွယ်ရှိစေဖြစ်ပါတယ်တန်ဝင်းအောင်အတွက်အလောက်ကအိမ်မအလောက်နဲ့အချိန်များကုန်မသိကုံဆုံးခဲ့ရပြီမဲ့ပင်ပန်းတယ်လို့မညီနိုင်မိသားစုဘဝအတွက်ဖခင်ကိုစားတလဲတာဝန်ယူရတာကိုဂုဏ်ယူနေမိတယ်လက်သမားအလုပ်ကိုကျွမ်းကျင်တက်မြောက်လာပါကလက်သမားဆရာကိုစောအောင်ကဒီနေ့900ကျပ်မှ1000ကျပ်အထိတိုးပေးမယ်လို့ပြောထားတော့အလုပ်ကိုပို့ပြီးဂယူးဆိုင်ပြီးစူးစမ်းလုပ်ကိုင်းနေဒီနေ့တော့တန်ဝင်းအောင်မင်းကငါပြောစရာရှိတယ်ကွာမပြောမဖြစ်လို့ပြောရမှာပြောတော့မပြောချင်ပါဘူးကွာဆရာဘာပြောချင်လို့လဲကျွန်တော်အလုပ်လုပ်တာအမှားယွင်းရှိလို့လားဆရာပြောပါကျွန်တော်ပြင်မမယ်အလုပ်ကိစ္စမဟုတ်ပါဘူးကွာမင်းရဲ့မိသားစုကိစ္စပါဗျာကျွန်တော်မိသားစုကိစ္စဟုတ်လားအေးဟုတ်တယ်လက်သမားဆရာကိုစောအောင်ပြောလက်စစကားကိုရပ်ထားပြီးတန်ဝင်းအောင်ကိုစိတ်မကောင်းစွာနဲ့ကြည်နေမိတယ်ဒါဆိုရင်လေဆရာပြောစရာရှိတာပြောပါကျွန်တော်သိသိပါတယ်ဒီလိုကွာမင်းအမေဒေါ်နွဲ့နဲ့ပွဲရုံစရေးဝင်းခိုင်တို့ပြောဆိုဆက်ဆံတာတိတ်မရိုးဘူးလို့ထင်တယ်ဝင်းခိုင်ကအရင်ကတည်းကမိမရှုပ်တဲ့သတင်းကြားတယ်အခုလေသူမိမဆုံးသွားတာတလားလောက်ပဲရှိသေးတယ်မင်းကိုသိသိနေတယ်လို့ငါစေတနာနဲ့ပြောတာပါကွာကျွန်တော်တို့အိမ်ကိုအဲ့ဒီလူကြီးတခါတော့လာလေဘူးပါတယ်ကျွန်တော်လည်းကိုယ့်ရက်ွက်ထဲကဆိုပြီးမပြောဘဲနေခဲ့တာဒါပေမဲ့ပတ်ဝန်းကျင်ကပြောစရာဖြစ်မှာဆိုလို့အမေကိုတော့ပြောဘူးတယ်အဲ့ဒီလူကြီးအိမ်ကိုအကြောင်းမရှိရင်မလာဘူးအဲ့ဒီနောက်ပိုင်းအိမ်ကိုအဲ့ဒီလူကြီးမလာတော့ဘူးဆရာမင်းပြောလိုက်လို့ဝင်းခိုင်မင်းတို့အိမ်ကိုမလာရဲပေမဲ့အပြင်မှာမင်းအမေနဲ့လက်ဖက်ရည်ဆိုင်ထိုင်တာတို့တော်တော်လာလောက်တာတို့မြင်တဲ့သူတွေသိတဲ့သူတွေကငါ့ကိုလာပြောကြတယ်မင်းကိုဓာတ်ရိုက်မပြောချင်လို့တဲ့မင်းအတွက်စေတနာထားပြီးတော့ပြောကြတာပါကွာဟုတ်ကဲ့ဆရာအခုလိုပြောပြသတိပေးတာကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအမေကိုသတိပေးပါမယ်အဖေကိုတော့အဲ့ဒီကိစ္စမသိစေချင်ဘူးအဖေကအသက်လဲကြီးပြီကျမ်းမာရေးကလည်းတိတ်ပြီးတော့မကောင်းရှာဘူးအေးပါကွာမင်းအနေနဲ့စိတ်လိုက်မှန်ပါတော့ရှောက်မလုံးနဲ့ခေါင်းအေးနဲ့ပဲဆုံးဖြတ်ပြောဆိုပါကွာဒီကိစ္စကပုံဝင်းချင်းကသိရင်လေကိုပဲတိတ်ခါကြအရှက်ရမယ်မဟုတ်လားဟုတ်ကဲ့ပါဆရာရဲ့စေတနာကိုကျွန်တော်နားလည်ပါတယ်ဒီကိစ္စကဘသူပြောတာလဲငါတို့ကရိုးရိုးသားသားခင်မင်းနာကိုမနာလို့ပုံဝင်းချင်းကတစိတ်ကိုတက်အိတ်လုပ်ပြီးပြောနေကြတာပါသားရဲ့သားမကြိုက်မှန်းသိလို့လေကိုဝင်းခိုင်တော့အင်ကိုလာမလဲတော့ပါဘူးကွဒါဆိုလဲပြီးတာပဲသားတို့မိသားစုကိုပုံဝင်းချင်းကလူတွေအထင်အမြင်သေးစရာမဖြစ်စေချင်ဘူးဗျတန်ဝင်းအောင်အလုတ်ကိုထွက်လာခဲ့တယ်။ကြလန်လုံးမိခင်ဖြစ်သူနဲ့ဦးဝင်းခိုင်ဆိုတဲ့လူကြီးပြောဆိုဆက်ဆံမှုကပတ်ဝန်းကျင်ကလူတွေပြောသလိုများဖြစ်နေမလားလို့တွေးမိတယ်။ဒီနေ့လုံးအလုံးလုံးရတာစိတ်မပြောင်းအမအယွင်ယွင်ဖြေရတယ်။အဖေကလည်းအခုရက်ပိုင်းမှာကျမ်းမာရေးအခြေအနေမကောင်းမြတ်။အဖေအတွက်ဆေးဝယ်ဖို့ငွေလိုနေတော့ကိုစောအောင်တန်းမှာငွေကြိုတောင်းလိုက်တယ်။ဆရာကျွန်တော်အဖေတိတ်နေမကောင်းလို့ငွေ900လောက်ကြိုထုတ်ချင်တယ်ဆရာကျွန်တော်လောက်ခတွေကဖြတ်ယူထားပါဆေးဝယ်ဖို့ငွေလိုလို့ပါလိုတလောက်ယူသွားပါကွာရော့1000ယူသွားမင်းချက်ချင်းဆက်ဖို့လည်းမလိုအစင်ပြေမှပြန်ဆက်နိုင်တယ်ပြန်မဆက်နိုင်ရင်လည်းမဆက်နဲ့ကွာမင်းအပေါ်မှာကျွေးငွေရှိတယ်လို့ငါသဘောမထားပါဘူးကွာမင်းကမိဘကိုလှုပ်ကြွေးနေတဲ့သားပဲကျေးဇူးတင်ပါတယ်ဆရာဒီနေ့ကျွန်တော်စောစောပြန်ခြင်းတယ်ဆေးဆိုင်လည်းမပိတ်ခင်သွားဝယ်ခြင်းလို့ပါဆရာအေးသွားပါကွာကိုစောအောင်တယောက်အလုတ်ကိုစူးစမ်းပြီးရိုးသားတဲ့တန်ဝင်းအောင်ရဲ့ကြောပြင်ကိုကြည့်ရင်ကြံရစ်ခဲ့ပါရီတန်ဝင်းအောင်ကဖခင်အတွက်ဝယ်စရာရှိတဲ့ဆေးများဝယ်ပြီးအိမ်ကိုပြန်လာခဲ့တယ်နေအိမ်ကိုမရောက်မီဝါတုံပြန်ခန့်အကွာမှာနေအိမ်နဲ့ခလန်းလန်းရှိပဲချင်းငုံကင်းစီကိုသွားနေတဲ့မိခင်ဒေါ်နွဲကိုမြင်တွေ့ရရီဒေါ်နွဲကတော့တန်ဝင်းအောင်အလုတ်ကစောပြီးပြန်လာတာကိုလုံးဝမသိရှာတန်ဝင်းအောင်စိတ်ထဲမှာထင်ကနေဖြစ်သွားမိတယ်မိခင်ဖြစ်သူဘာကြောင့်ပဲချင်းငုံကင်းစီကိုသွားလိုတာကိုသိလို့တဲ့ဘာကိစ္စရှိသလဲအတွေ့များစွာနဲ့နေအိမ်ကိုတော့မပြန်တော့ပဲမိခင်ဝင်သွားတဲ့ပဲချင်းငုံကင်းလေးကိုတိတ်တိတ်လေးလိုက်သွားတဲ့ပဲချင်းငုံကင်းထဲမှာလူသား2ဦးနှစ်ကိုရှင်တွဲကလောကကြီးကိုမေ့ပြီးတဦးကိုတဦးပွေးဖက်ကချစ်တင်းနှောနေတဲ့မြင်ကွင်းကြောင့်
တန်းဝင်းအောင်အန်ကိုတင်းတင်းကြည့်ရင်ဘဲစင်းငုံခင်းထဲမှာတိတ်တိတ်ဆိတ်ပြန်ထွက်လာခဲ့တယ်ရှင်တစ်ခုလုံးဘလောင်ဆူနေတော့အရာဝတ္ထုတစ်ခုကြကြံရိတ်ခဲ့တာကိုသတိမပြုမိတော့အိမ်မော်ကိုခြေတံပြင်းပြင်းနဲ့တက်လာရင်တောက်ခေါက်လိုက်တဲ့တန်းဝင်းအောင်ရဲ့အမူအရာကြောင့်ဖခင်ဖြစ်သူဦးတင်အောင်နဲ့ညီမငယ်မိသင်းတို့နားမလည်နိုင်အောင်ဖြစ်သွားတယ်။သားဖြစ်သူတယောက်ယောက်နဲ့ရံဖြစ်လာတဲ့ထင်တော်လှမ်းမိတယ်။သားဘာဖြစ်လာတာလဲကွ။ဘသူတွေနဲ့မှရံဖြစ်လာလို့လေကွ။ဒါဘသူနဲ့မှမဖြစ်ပါဘူးအဖေ။အလုပ်ထဲမှာအစင်မပြေတရားရှိလို့ပါ။ဒီမှာအဖေအတွက်ဆေးဝယ်လာတယ်။တန်းဝင်းအောင်စိတ်ကိုပြန်ထိန်ရင်ပြောလိုက်တယ်။ဖခင်အတွက်ဝယ်လာတဲ့ဆေးများကိုထုတ်ပြီးဖခင်စိတ်ဆင်းရဲမဲ့ကိစ္စမျိုးမသိစေခြင်းဒီကြားထဲဝယ်လာတဲ့ဆေးများအနက်ဆေးကက်တကက်လိုနေဆေးစိမ်မှာငွေရှင်းစင်ကပဲတေးသေးချာချာစီစစ်ပြီးထည့်လာခဲ့တာကိုသတိရမိသည်။ဘယ်နေရာမှာမှကြကြံရိတ်ခဲ့တာကိုတွေးလို့မရနောက်ရက်ကြာမှထပ်ဝယ်ပေးမယ်လို့ပြောလိုက်တယ်။အဖေဝယ်ဖို့ဆေးတစ်မျိုးကြံသွားတယ်။နောက်နေ့မှသာထပ်ဝယ်လာခဲ့မယ်။အဖေမှတရက်စာတောက်ဖို့ကြံသေးတယ်မဟုတ်လားရှိပါတယ်သားရဲ့တာရုကွယ်တာရုဖုန်းကြီးလို့အသက်ရှည်ပါစေကွယ်တန်ဝင်းအောင်ဖခင်ဖြစ်သူအတွက်ဆေးများပေးပြီးအိမ်ရှိကွင်းပြစ်ပေါ်မှာထိုင်ရင်ပဲစင်းငုံကင်းတွေကလူသားနှစ်ဦးရဲ့အဖြစ်ကိုမြင်ရောက်မိစိတ်ထဲကမခံမရနိုင်တဲ့စိတ်ရဲ့လှုံ့ဆော်မှုကိုချုပ်တီးတော်လည်းမရပြီလက်သီးကိုကြစ်ကြစ်ပါအောင်ဆိုရင်လေကားရဲမှထောင်ထားတဲ့တန်တဝင်းငယ်ကိုဆွဲယူကပဲစင်းငုံကင်းစီကိုခြေဦးတဲ့ကထွက်ခဲ့ခြေတန်းလုံးလုံးနဲ့ပဲစင်းငုံကင်းတဲ့ကိုရောက်လာတဲ့တန်းဝင်းအောင်ကိုလောကကြီးကိုဥပိ္ပခါပြုပြီးချီးရီလူးနေကြတဲ့လူသားနှစ်ဦးကတော့မမြင်ရှာတန်းဝင်းအောင်လက်ထဲရှိတန်တရွင်းကိုကြစ်ကြစ်ပါအောင်စုပ်ကင်ပြီးအမလေးကိုကျိုးတော့နဲကုန်တော့မှာပဲဘလို့လှုပ်လိုက်တာလဲသားရဲ့ဒုက္ခပါပဲသိစမ်းလူရုပ်မှာကောင်ကိုဝင်းခိုင်တယောက်မြေပေါ်မှာဒူးထောက်ရက်လဲကြသွားတယ်ကိစ္စတုံးသွားရှာပြီကူကောက်တစ်ခုလုံးမှာကျလာတဲ့သွေးများအိုင်ထွန်းသွားတယ်ဒေါ်နှွက်ရဲ့ကိုလုံးပေါ်မှာသွေးဆက်များကမြင်မကောင်းအောင်ပြီးကျန်နေတယ်လာအမေသွားကြမယ်တန်းဝင်းအောင်ကပြောဆိုမိကိန်ဒေါ်နှွက်ရဲ့လက်ကိုဆွဲကင်ပြီးထွက်လာခဲ့ဒေါ်နှွက်ကသားအတွက်ယူကျုံမရဖြစ်ပြီးမချိတင်ခဲ့ပြောလိုက်တယ်သားရဲ့လက်လုံကုန်ပြီဒီကိစ္စဘယ်သူမှသိတာလည်းမဟုတ်ဘူးသိသွားခဲ့ရင်လည်းအမေလောက်တာလို့ပြောပြီးတော့အဖမ်းခံလိုက်မယ်သားအဖမ်းမခံပါနဲ့ကွယ်အမေမိုက်လို့အခုလိုဖြစ်ရတာအမေမိုက်လို့ဖြစ်ပြီးမှတော့မတတ်နိုင်ဘူးအမေအဖမ်းခံစရာမလိုပါဘူးဒီကိစ္စဘယ်သူမှသိတာမဟုတ်တော့အဖမ်းခံစရာအကြောင်းမရှိဘူးဖမ်းခဲ့လေဖမ်းပါစေလုံရဲရင်ခံရဲပါတယ်အဖြစ်ကတော့ဒါပါပဲဆရာအေးငါညီအဲ့ဒီလိုရဲရဲဝံ့ဝံ့ဝင်ခံတာကိုပဲကြားကျင်တယ်ငါညီအခုလိုဝင်မခံရင်လေအကိုတို့ကတတ်တဲ့အထောက်ထားတွေနဲ့ငါညီကိုဝင်ခံအောင်လုပ်ရမှာပဲဒီမှာကြည်စမ်းစကမ်းမှုရဲရဲလူကတန်ဝင်းနိုင်ရှိချီတပွဲပေါ်မှာအရာဝတ္ထုတစ်ခုကိုချပြတယ်ဟမ်ဒါကျွန်တော်အဖေတို့ဝယ်လာတဲ့ဆေးကပ်ပဲဆရာဘယ်ကရတာလဲအဲ့ဒီဆေးကပ်ပြောင်းနေတာဘယ်မှာကျသွားမှမသိဘူးဗျအဲ့ဒီဆေးကပ်ကငါညီပဲစင်းငုံခင်းတဲ့ကိုပထမအကြိမ်ဝင်သွားတော့ငါညီစီကကြကြံခဲ့တဲ့ဆေးကပ်ပဲအဲ့ဒီဆေးကပ်ကိုဘသူဝယ်သွားတယ်လဲဆိုတာဒီမျိုးပေါ်မှာရှိတဲ့ဆေးဆိုင်တွေမှာလိုက်ပြီးစုံစမ်းတော့ကိုဝင်းခိုင်အသက်ခံရတဲ့နေ့မှာပဲငါညီချမ်းသာဒုက္ခဆေးဆိုင်ကနေဝယ်သွားတယ်လို့သိရတယ်အခင်းဖြစ်နေရအနီးမှာရခဲ့တဲ့ဒီဆေးကပ်လေးကငါညီအခင်းဖြစ်နေရကိုရောက်သွားတယ်ဆိုတာတတ်သိပဲပြီးတော့ငါညီနဲ့ကိုဝင်းခိုင်ဘယ်လိုပြဿနာရှိတယ်ဆိုတာလိုက်ပြီးတော့စုံစမ်းကြည့်တဲ့အခါတော်ပါတော့ဆရာရဲ့ကျွန်တော်ဒီကိစ္စကိုမကြားချင်လို့ပါကျွန်တော်ပြစ်မှုကျူးလွန်တာကိုတရားရုံးမှာဖြောင့်ချက်ပေးချင်ပါတယ်တရားဥပဒေကပေးလာမယ့်ပြစ်ဒဏ်ကိုလည်းကြည်ကြည်နဲ့ခံမမယ်ကြိုက်တယ်ကွာဒါမှယောက်ျားပြီးသားတယ်စိတ်ချငါညီမနှက်ဖြန့်ကြရင်တရားရုံးကဖြောင့်ချက်ပေးနိုင်အောင်စီစဉ်ပေးပါမယ်ငါညီကိုဝင်းခိုင်ကိုရိုက်ခဲ့တဲ့တန်တရွင်းကရောဘယ်မှာလဲရှိပါရဲ့ဆရာကျွန်တော်အိမ်ရဲ့အနောက်ဘက်ကောက်ရိုးပုံအနားမှာမြေတွင်းတူးပြီးတော့မြုပ်ထားပါတယ်ကျွန်တော်ကိုယ်တိုင်လိုက်ပြပါမယ်ကောင်းပြီဒါဆိုတန်တရွင်းဝှက်ထားတဲ့နေရာကိုလိုက်ပြကွာကဲသွားကြစို့ဆရာရန်နိုင်ရှင်းအဖွဲ့လည်းလိုက်ခဲ့ရရကဥက္ခရာဦးမြင့်တန်းစီကိုလည်းအကြောင်းကြားလိုက်တတိကံပစ္စည်းသွားသိမ့်မလို့ပြောဟုတ်ကဲ့ဘူးကြီးစကမ်းမှုရဲရင်လူကတတိကံတတရွင်းကိုတင်ဆက်ပြီးဓာရုဗေဒဝင်ယုံကိုပို့ဆောင်လို့လူသွေးရှိမရှိထင်မြင်ချက်တောင်းခံရန်ဆက်လက်ဆောင်ရွက်ခဲ့
အမှုကြီးတစ်ခုကိုအောင်မြင်မြင်ဖော်ထုတ်ပြီးနိုင်တော့စိတ်လန့်ပေါ်ပါသွားတယ်။ဒါပေမဲ့ပြစ်မှုကျူးလွန်သူတရားခံကိုထိုက်တဲ့နဲ့ပြစ်ဒဏ်ရရှိအောင်ရဲလုပ်ငန်းဆောင်ရွက်ချက်လေးဟာမှုမရှိအောင်ဆောင်ရွက်ဖို့လည်းအရေးကြီးတယ်။ဗိုလ်ကြီးကတန်းဝင်းအောင်ကိုတရားခံအစ်စ်မှန်လို့ဘလို့သိတာလဲ။ဆရာရန်နိုင်ရှင်းလည်းသိပြီးပြီပဲ။ဒီအမှုဖြစ်စဉ်မှာတန်းဝင်းအောင်ဟာအဓိကတရားခံဆိုတာတွက်လို့ရနိုင်တာပဲ။ဒါပေမဲ့ကိုတို့ကအတင်းအကျပ်စစ်ဆေးလို့ဝန်ခံတာထက်အေးစစ်စစ်ပြောဆိုပြီးတက်တဲ့အထောက်ထားခိုင်ခိုင်လုံလုံနဲ့ထောက်ပြနိုင်ရင်တရားခံမငင်းနိုင်ပဲလိုလိုလားလားဝန်ခံထွက်ဆိုတာကြားရရင်မကောင်းဘူးလားကို့မှာတခြားတက်တဲ့အထောက်ထားတွေရှိသေးတယ်။တန်းဝင်းအောင်ကိုမလို့အဲ့လိုထောက်မပြောပဲချမ်းထားလိုက်တာ။ तू လဲဝန်ခံပြီးပြီပဲ။ကိုစီကအထောက်ထားတက်တွေကို तू မသိတာကောင်းပါလေ။ဟုတ်လားဘိုးကြီးကတော်တော်ရှို့တာပဲ။ကျွန်တော်ရောတီးလို့ရမလား။အတိကျမှနဲ့တော့ဆရာရန်နိုင်ရှင်းရေစင်တကောင်လုံးမိထားမှတော့စင်ချေရာကိုမကြည့်နဲ့တော့ဟုတ်လားအာဘိုးကြီးကလည်းကျွန်တော်ကတိချင်တာကိုမသိရရင်ရင်ထဲမှာကလိကလိဖြစ်နေရောကဲဒီတော့အိမ်ရောက်မှမဟေဒီကိုကူစားခိုင်းတော့ဆရာကြီးကဲကိုလေးထမင်းပြန်စားအောင်မယ်အမှုကြီးတွေမတက်ပါစေနဲ့လို့စူတောင်းမယ်အမှုတွေကိုရင်မဆိုင်ခြင်းလို့မဟုတ်ဘူးဆရာကြီးရဲဆိုတာမှုခင်းမကြောက်ရအောင်ဖြည့်ရှင်းဖော်ထုတ်တတ်ဖို့စွမ်းရည်ပဲလို့တယ်မှုခင်းဖြစ်လာရင်ငိုတန်တွေအနိဋ္ဌာယုံတွေမြင်ရတာစိတ်မကောင်းလို့ပါဗျာစကမ်းမှုရဲရဲလူကတက်ကြွရွှင်လန်းတဲ့ခြေလမ်းများနဲ့တဏီချောမြတ်ရဲ့လက်ရာကိုတဝါကြီးစားရန်နေအိမ်စီကိုဥတီသွားတယ်ဒူရဲအုပ်ရန်နိုင်ရှင်းတယောက်စကမ်းမှုရဲရဲလူရဲ့ကြောပြင်ကိုကြည့်ရင်ခေါင်းတငိမ့်ငိမ့်နဲ့ကြံရိပ်ခဲ့တယ်မှတ်ချက်တကယ်ဖြစ်ရမှန်ဇလန်းကိုအမည်များပြောင်းလဲထားပါတယ်ပြစ်မှုကျူးလွန်သူတရားခံကိုတရားရုံးမှာထိုက်တဲ့ပြစ်ဒဏ်ကိုချမှတ်ခဲ့ပြီးဖြစ်ပါကြောင်းစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရဲ့ရှင်နားဆင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးရတဲ့အပေါင်းမှလည်းကင်းဝေးကြပါစေကျမကတော့တင်ဆက်သူမဆန္ဒပဲဖြစ်ပါရဲ့ရှင်